မေမေတို့ကိုပြောပြမယ်။တာလေးသမီးလေးစေကျော်သက်အရွယ်ရောက်လာတာနဲ့အခန်းထဲပိတ်ပြီးစကားနဲ့သွားတဲ့အခါမေမေတို့စိတ်ဘူးတက်ကြတယ်နော်။စေကျော်သက်ကလေးစကားမပြောတော့တဲ့အခါဘလို့ချင်းကပ်ရမလဲဆိုတာသိကျင်တဲ့မေမေတို့အတွက်ဒီဗီဒီယိုလေးပါ။ဒီနေ့မှာတော့စေကျော်သက်ကလေးရဲ့တိတ်ဆိတ်မှုနောက်ွယ်ကအကြောင်းရင်းနဲ့ချင်းကပ်နီး၃ချက်ကိုပြောပြပေးမယ်။ပထမဆုံးသိထားရမှာဒါဟာပုံမှန်ပါ This is normalစေကျော်သက်အရွယ်မှာကလေးတွေရဲ့ဦးနောက်ကပြန်လည်ဖွဲ့စည်းနေတဲ့အချိန်မှာသူတို့ဟာသူတို့ရဲ့ကိုယ်ပိုင်လက္ခဏာ identity ကိုရှာဖွေနေတဲ့အချိန်ဒါကြောင့်မိဘတွေနဲ့အကွာဝေးယူတာအခန်းထဲပိတ်တာဟာတဘာဝကျတဲ့အပြုအမူပါမေမေတို့ကိုမုန်းလို့မဟုတ်ပါဘူးဒုတိယဒီအချိန်မှာမေမေတို့လှုပ်တဲ့အရာ၃ချက် what to do အချက်၁တွန်းအားမပေးပါနဲ့ don't pushထွက်လာစကားပြောဘာဖြစ်နေတာလဲဆိုပြီးအတင်းမေးတာအခန်းတကားဖွင့်ခိုင်းတာမျိုးမလုပ်ပါနဲ့ဒါကကလေးကိုပိုပြီးစုတ်ခွာသွားစေပါတယ်အချက်နှစ်တကားပေါက်မှာရှိနေပါ be available at the doorway အခန်းထဲကိုအတင်းမဝင်ပါနဲ့ဒါပေမဲ့တကားမောင်ရပ်ပြီးမေမေဒီမှာရှိတယ်နော်စကားပြောချင်တဲ့အချိန်မှာလာပြောလို့ရတယ်လို့ညံသာစွာပြောပါပြီးရင်သွားလိုက်ပါဖိအားမပေးပါနဲ့အချက်သုံးအတူတူလှုပ်တဲ့အချိန်လေးတွေဖန်တီးပါ create side by side time မျက်နှာချင်းဆိုင်ထိုင်ပြီးစကားပြောဖို့မမေးပါနဲ့အဲ့ဒီအစားအတူတူကားစီးထွက်တာအတူတူထမင်းချက်တာအတူတူရုပ်ရှင်ကြည့်တာမျိုးလုပ်ပါဘေးချင်းရှင်လှုပ်တဲ့အချိန်မှာခဏကစကားပိုပြောတတ်ပါတယ်တတိယသတိထားရမယ့်အရာ when to worry ကလေးကလုံးဝအခန်းကမထွက်တော့တာစားတာအိတ်တာပြောင်းလဲလာတာကြောင်မသွားကျင်တော့တာတငယ်ချင်းတွေနဲ့လုံးဝမတွေ့တော့တာမျိုးဆိုရင်တော့ဆရာဝန်နဲ့ပြသသင့်ပါတယ်ဒီနီလန်တိုင်းချင်းကပ်ရင်ကလေးဟာမေမေကသူ့ရဲ့နေရာလက်ကိုလေးစားတယ်ဆိုတာသိလာပါလိမ့်မယ်ဒါကသူခက်ခဲတဲ့ချိန်တွေမှာမေမေစီပြန်လာဖို့တကားဖွင့်ထားပေးတာပါမေမေတို့ဒီတပတ်သားမိမိကိုမင်းနဲ့နေရာလက်ကိုမေမေလေးစားတယ်စကားပြောချင်တဲ့အခါမေမေနားထောင်ဖို့အဆင်သင့်မယ်လို့ပြောပါပြီးရင်သူ့တုံ့ပြန်ပုံလေးကိုဒီတပတ်ကျမဆယ်ကျော်သက်ကလေးနဲ့တကားပုံမှာချိတ်ဆက်မိတယ်လို့ comment မှာဝေမျှပေးပါအတူတူဆယ်ကျော်သက်နဲ့တရားထိုးကြရအောင်နေ့စဉ်9မိနစ်စာကျမတို့နဲ့အတူတူလေ့လာပြီးကျမ်းမာပျော်ရွှင်တဲ့မိသားစုဘဝလေးတည်ဆောက်ကြရအောင်